သာစကားအသိအစမ်းတွေကိုသင်ယူပါကွန်ပျူတာသင်တန်းတွေတက်ပါဂီတာတီးတာကိုသဘောကျတယ်ဆိုရင်ဂီတာတီးသင်ယူပါပန်းကလေးတွေကိုချစ်မြတ်နိုးတယ်ဆိုရင်မခူးဆွတ်ချင်းဖြင့်မျက်နှိုးပေးပါခရီးသွားတာကိုကြိုက်နေတတ်တယ်ဆိုရင်ငယ်ရွယ်တုန်းအချိန်မှာခရီးတွေထွက်ပါအလုပ်တွေစူးစမ်းပြီးအိမ်မက်တွေကိုလက်တွေ့ကြကြအကောင့်ထဲဖော်ပါကြီးပြည့်စုံလာတဲ့တနေ့ကျရင်တကယ်လိုအပ်နေတဲ့တချို့သောဘဝတွေကိုဖေးမကူညီပေးပါလဲကြရင်ပြန်ထပင်ပန်းရင်အနားယူဝမ်းနည်းစရာတွေရှိရင်တစ်ချိန်ကပျော်ရွှင်ခဲ့မှုတဲ့နေ့ရက်တွေကိုပြန်တတိရပါမအောင်မြင်သေးခင်မှာကိုယ့်ကိုစုံခွာသွားတဲ့သူတွေနဲ့ကိုယ့်ရဲ့အနားမှာရှိနေပေးတဲ့သူတွေကိုကောင်းကောင်းကြီးမှတ်ထားပါကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံးဖြူစင်အောင်ထားကိုယ့်ရဲ့စိတ်ကိုအယောင်ဆိုးမဲ့သူတွေနဲ့ဝေးဝေးမှနေပါမာမာမှန်မှန်ဖြည့်ရှင်းချက်တွေမပေးပါနဲ့အချိန်ကစကားပြောပါလိမ့်မယ်ကိုယ့်လမ်းကိုဖောက်ပါကိုယ့်လမ်းကိုဆက်လျှောက်ပါဘယ်သူကမှဂရုစိုက်စရာမလိုဘူးတစ်ခုခုဆိုငါမလုပ်နိုင်ဘူးဆိုပြီးစိတ်ဓာတ်တွေမကြပါနဲ့လောကကြီးမှာမင်းထက်တော်တဲ့သူဆိုတာမရှိဘူးမင်းလိုပဲတော်အောင်ကြိုးစားနေတဲ့သူတွေပဲရှိတယ်လောကကြီးမှာမင်းလောက်ထက်မြက်တဲ့သူဆိုတာမရှိဘူးမင်းလိုပဲထက်မြက်အောင်ကြိုးစားနေတဲ့သူတွေပဲရှိတယ်ဘဝကတူတယ်ပဲပြောပြောရှည်တယ်ပဲဆိုလူရယ်လို့ဖြစ်လာပြီးဆိုရင်လောကရန်ကိုရင်ဆိုင်ရမှာပဲကြောက်လို့ပြေးရင်တစ်သက်လုံးပြေးနေရလိမ့်မယ်လောကကြီးမှာကြောက်တတ်တဲ့သူတွေအတွက်နေရာဆိုတာဘယ်တော့မှမရှိဘူးတတ္တိရှိရင်နေရာယူပါတတ္တိမရှိရင်နေရာဖယ်ပေးလိုက်ပါလူဘဝဆိုတာအကြောက်တရားနဲ့ရှင်သန်ရတာမှန်ပြီမယ်နေရာတကာကြောက်စိတ်တွေဝင်နေရင်တော့အိမ်မက်တွေဟာဘယ်တော့မှမရှင်သန်နိုင်ဘူးလှပတဲ့နေထွက်ချိန်ကိုမြင်နိုင်ဖို့အတွက်သူများတွေထက်စောစောထားရမှာပဲနားကျင်နေတော့စာပေချစ်သူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ